Suck it, Fox. I'm going to Disneyland. Get fucked. အားလုံးပဲမင်္ဂလာပါ A-Today ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ recap လုပ်ပေးသွားမယ့်ဗီဒီယိုကတော့ Deadpool and Wolverine ရဲ့ဗီဒီယိုပဲဖြစ်ပါတယ်ကျွန်တော်ဒီဗီဒီယိုကိုမကြည့်ခင်မှာ Deadpool 1 Deadpool 2နဲ့ Logan ရဲ့ဗီဒီယိုကိုကြည့်ထားဖို့လိုအပ်ပါတယ်ကျွန်တော် Deadpool 1မှာ Wade Wilson ကဘယ်လိုမျိုး Deadpool ဖြစ်လာလဲဆိုတဲ့အကြောင်းကိုအသေးသေးလေးပြပြထားပါတယ်ကျွန်တော် Deadpool 2မှာတော့ Wade Wilson က Cable Time Machine ကိုသုံးပြီးတော့ Timeline တွေပြင်ခဲ့တယ်ဆိုတဲ့အကြောင်းကိုအသေးသေးလေးပြပြထားပါတယ်ကျွန်တော် Logan ရဲ့ဗီဒီယိုမှာတော့ကျွန်တော်တို့အခု at 1005ရဲ့အခါပြင်းဖြစ်တဲ့ Wolverine တည်သွားတဲ့အကြောင်းကိုအသေးသေးလေးပြပြထားပါတယ်အဲ့တော့ကျွန်တော်တို့ဗီဒီယိုတွေအားလုံးကိုကြည့်ပြီးဆိုရင်တော့ဗီဒီယိုလေးကိုအချိန်မဆွဲပဲစလိုက်ရအောင်2018ခုနှစ်မှာ Wade Wilson ကသူ့ရဲ့ချစ်သူရည်စား Vanessa တည်ဆုံးတာကိုတားဆီးဖို့အတွက် Cable ရဲ့အချိန်ခီးသွားဆက်ကိုအသုံးပြုခဲ့ပါတယ်အဲ့နောက်မှာသူကဘွားကိုပို့ပြီးတော့အထိပ္ပယ်ရှိရှိပြတ်တန်းနေတာကြောင့် Avenger အဖွဲ့တွေကိုဝင်ဖို့မျှော်လင့်ချက်နဲ့သူ့ရဲ့စက်ကြဝဠာ at 10005ကနေပြီးတော့ at 716ပေါ်မှာရှိတဲ့ Secret Highline တစ်ခုကိုကူးပြောင်းလာခဲ့ပါတယ်ဒါပေမဲ့အမှ Happy Hogan ရဲ့ညှင်းပယ်ခြင်းကိုခံခဲ့ရပြီးတဲ့နောက်မှာ Wade Wilson ကသူ့ရဲ့စက်ကြဝဠာစီကိုပဲပြန်လာခဲ့ရပါတယ်ကျွန်တော်6နှစ်အကြာမှာတော့ Wade က Vanessa နဲ့လမ်းခွဲလိုက်ပြီးဖြစ်သလို Deadpool ဖြစ်ကနေလည်းအနားယူသွားခဲ့ပြီးသူ့ရဲ့အဖွဲ့ဝင်အောင်တစ်ယောက်ဖြစ်တဲ့ Peter နဲ့အတူကားစကန်အယောင်သမားအဖြစ်လှုပ်နေပါတယ်။နောက် Wade ကသူ့ရဲ့မွေးနေ့ပါတီပွဲကိုကျင်းပနေတော့ TV ရဲ့ဖန်တီးခြင်းကိုခံခဲ့ရပြီး Paradox ကိုခေါ်ဆောင်သွားခြင်းခံခဲ့ရပါတယ်။ Paradox ကအချင်းအပြင်းမှာရှိနေတဲ့လူတစ်ယောက်ဖြစ်ပြီး Secret Highline နဲ့ Multiverse တစ်ခုလုံးကိုစောင့်ကြည့်နေရတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်းကိုရှင်းပြခဲ့ပါတယ်။ပြီးတော့သူတို့က Wade ကိုသူဖြစ်ချင်တဲ့ Art 716မှာအရေးကြီးတဲ့ယာတုတစ်ခုကိုပေးဖို့ကမ်းလှမ်းခဲ့ပါတယ်။ Wade ကပထမတော့လက်ခံခဲ့ပေမဲ့ Paradox က Wade ရဲ့အချိန်တိုင်းဟာပစ္စည်းယိုရင်းနေပြီဖြစ်ကြောင်းထပ်မံဖွင့်ရပြောကြားခဲ့ပါတယ်။ကြောင်းရင်းကဘာလို့လဲဆိုတော့ကျွန်တော်2019လောက်ကသူတို့ရဲ့ Universe မှာရှိတဲ့ Logan ကသူ့ရဲ့သမီးဖြစ်သူ Laura ကိုကာကွယ်ရင်းနဲ့တည်ဆုံသွားခဲ့တာကြောင့်ပဲဖြစ်ပါတယ်။ကျွန်တော် Universe တစ်ခုမှာအဲ Universe ရဲ့အဓိက main character တနည်းအားဖြင့် Anka ပြင်းဖြစ်တဲ့လူကတည်ဆုံသွားခဲ့လို့ရှိရင်အဲ Universe ကတဖြည်းဖြည်းပျက်စီးလာမှာပဲဖြစ်ပါတယ်။အခု Wade Wilson ရဲ့ကမ္ဘာမှာအခါပြင်းဖြစ်တဲ့ Logan ကမရှိတော့တဲ့အတွက်သူတို့ရဲ့ Universe ကတဖြည်းဖြည်းပျက်စီးလာပြီး Paradox ကဒီပျက်စီးမှုကိုမြင်ဟန်စေဖို့ Time Tripper လို့ခေါ်တဲ့ Timeline တွေကိုဖျက်ဆီးလို့ရတဲ့ set တစ်ခုကိုအသုံးပြုဖို့စီနေကြောင်းကိုပြောကြားလိုက်ပါတယ်။အဲ့ဒါကိုသိလိုက်ရတော့ Wade က Paradox ရဲ့ time map ကိုခိုးယူခဲ့ပြီး Logan ရဲ့အုပ်ကူစီကိုအချိန်ခီးသွားခဲ့ပါတယ်။ပြီးတော့သူက Logan ကိုပြန်လည်အသက်သွင်းပြီးသူ့ရဲ့အချိန်လိုင်းကိုကယ်တင်ဖို့မျှော်လင့်ခဲ့ပေမဲ့မောင်မင်းတဲ့အခါမှာတော့ Wade က Logan နေရာကိုအစားထိုးဖို့အတွက်အခြား Universe က Logan ရဲ့ variant တစ်ခုကို Multiverse အနက်မှာလိုက်လံရှာဖွေခဲ့ပါတယ်။နောက်ဆုံးမှာတော့ Wade က Logan ရဲ့ version အသစ်တစ်ခုနဲ့အတူ TVAC ကိုပြန်လာခဲ့ပေမဲ့ Paradox ကအခါပြင်းကိုအစားထိုးလို့မရကြောင်းနဲ့အခုသူခေါ်လာတဲ့ Logan က Multiverse တစ်ခုလုံးမှာအဆိုးဆုံး Wolverine အဖြစ်သတ်မှတ်ခြင်းခံရတဲ့သူဖြစ်ကြောင်းကိုပြောကြားခဲ့ပါတယ်။ပြီးတော့ Paradox ကသူ့ရဲ့အထက်လူကြီးတွေမသိပဲသူ့သဘောလျောက်လှုပ်ဆောင်နေတာကို Wade ကရိပ်ပြီးသွားတဲ့အခါမှာတော့ Paradox က Wade နဲ့ Logan ကိုအလိုက်ရရှိရာတပွိုင်ထဲကိုပို့ဆောင်လိုက်ပါတယ်။တပွိုင်ထဲကိုရောက်တဲ့အခါမှာတော့ Logan က Wade ကိုတိုက်ခိုက်ခဲ့ပေမဲ့ TVA ကသူ့ရဲ့အချိန်လိုင်းကိုပြန်ပြင်ပေးနိုင်တယ်လို့ Wade ကလင်ညာပြောဆိုလိုက်တဲ့အခါမှာတော့ Logan က Wade နဲ့ပူးပေါင်းဖို့သဘောတူညီခဲ့ပါတယ်။နောက်အဲ့ဒီအချိန်မှာ Fantastic Four က Johnny Storm ကရောက်လာခဲ့ပြီးသူတို့နှစ်ယောက်ကိုလာခေါ်ခဲ့ပေမဲ့သူတို့သုံးယောက်စလုံးက X-Men ခေါင်းဆောင် Charles Xavier ရဲ့အမွှာညီမ Cassandra Nova စီကိုဖမ်းဆီးခေါ်ဆောင်ခြင်းကိုခံခဲ့ရပါတယ်။ Cassandra ဟာ The Void ကိုကြီးကြပ်ဖို့ TVA နဲ့သဘောတူညီချက်ကိုရယူထားတဲ့သူဖြစ်ပြီးသူက Johnny ကိုတပ်ပစ်လိုက်က Wade နဲ့ Logan ကိုလည်းအလိုက်ရဲ့ဝိုင်းဝန်းခြင်းကိုခံရဖို့အတွက်အမှားထားခဲ့လိုက်ပါတယ်။ဒါပေမဲ့သူတို့နှစ်ယောက်ကထွက်ပြေးလွတ်မြောက်လာခဲ့ပြီးလန်ခီတစ်ခုမှာ Logan နဲ့ Wade တို့က Night School လို့ခေါ်တဲ့တာမန်တပ်ပူးတစ်ယောက်နဲ့တွေ့ဆုံခဲ့ပါတယ်။ပြီးတော့ Wade ကသူတို့ဒီကနေထွက်မရမယ်ဆိုတဲ့အကြောင်းကိုရှင်းပြလိုက်တဲ့အခါမှာတော့ Night School က Cassandra ကိုတော်လန်တိုက်ခိုက်နေတဲ့တော်လှန်ရေးအဖွဲ့တစ်ခုစီကိုသွားဖို့လက်ညှိုးပေးခဲ့ပါတယ်။သူတို့သွားနေတဲ့လမ်းမှာစကားပြောကြရင်းနဲ့ Logan ကသူ့ရဲ့အချိန်လိုင်းကိုပြင်ပေးနိုင်တယ်ဆိုတဲ့ Wade ရဲ့စကားဟာလင်ညာမှုဖြစ်မှန်းကိုသိသွားလိုက်တဲ့အခါမှာတော့နှစ်ယောက်သားသတိလစ်သွားတဲ့အထိအပြင်းထန်တိုက်ခိုက်ခဲ့ကြပါတယ်။သူတို့ပြန်လို့လာတဲ့အခါမှာတော့သူတို့က Laura, Elektra, Blake နဲ့ Gambit တို့ပါဝင်တဲ့တော်လှန်ရေးတပ်ဖွဲ့စီကိုရောက်နေကြောင်းကိုသိလိုက်ရပါတယ်။အဲ့ဒီမှာ Wade ကသူတို့အားလုံးကို Cassandra စီတွားရောက်တိုက်ခိုက်ဖို့ပြောခဲ့ပြီး Laura ကလည်းသူ့ရဲ့တိုးဆုံးမှုကြောင့် X-Men အဖွဲ့ဝင်တွေအကုန်လုံးသေဆုံးခဲ့ရလို့စိတ်ဒဏ်ရာရနေတဲ့ Logan ကိုတိုက်ပွဲထဲမှာပါဝင်ဖို့စီးလုံးနိုင်ခဲ့ပါတယ်။နောက်ရသူတို့က Cassandra စီကိုတွားရောက်တိုက်ခိုက်ခဲ့ပြီးအခြားသူတွေက Cassandra ရဲ့အဖွဲ့တွေအားလုံးကိုအာရုံလွှဲထားတော့မှပဲ Wade နဲ့ Logan တို့က Juggernaut ရဲ့တန်အုပ်ထုပ်ကို Cassandra ရဲ့ခေါင်းမှာဆွတ်ပစ်လိုက်ပြီးတော့သူမရဲ့ဆွမ်းအားတွေကိုပိတ်ဆို့လိုက်ပါတယ်။အဲ့ဒီအချိန်မှာသူမကဆွမ်းအားမရှိတော့တဲ့အခါမှာတော့ Cassandra ဟာ Paradox ရဲ့တကြိုဖြစ်တဲ့သူမရဲ့နောက်လိုက် Pyro ရဲ့တခြားဖောက်မှုကိုခံလိုက်ရပြီးတေလူမျိုးမဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့ Logan က Wade ကိုနှာချခဲ့ပြီး Cassandra ရဲ့တန်အုပ်ထုပ်ကိုပြန်ချုပ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။အဲ့ဒီနောက် Cassandra ကသူမကိုသူမပြန်လည်ကူးစားနိုင်ခဲ့ပြီး at 1005 စီကိုတွားလို့ရတဲ့ portal တစ်ခုကိုဖွင့်ပေးလိုက်ခါ Logan နဲ့ Wade တို့ကလည်းအဲ့ထက်ကိုခုန်သွားခဲ့ပါတယ်။ Cassandra ဟာ Paradox ကိုနှိုက်ပြီး Paradox ရဲ့အစီအစဉ်တွေကိုသိရှိလိုက်ရပြီးတော့သူ့ကိုတက်ပစ်လိုက်ခါ Logan နဲ့ Wade တို့ရှိရာ at 1005 စီကိုလိုက်လာခဲ့ပါတယ်။နောက်သူမဟာပြည်သူလူနီးမှဖြစ်နေတဲ့ Time Tripper ကိုဘယ်လိုအသုံးပြုရမလဲဆိုတာကို Paradox ရဲ့စိတ်ထဲကနေသိရှိသွားခဲ့ပြီးအချိန်လိုင်းအားလုံးကိုဖျက်ဆီးကတပွိုက်တစ်ခုတည်းပဲခြံထားဖို့အတွက်စီစဉ်ပါတော့တယ်။
ပြီးတော့ Cassandra ဟာ Depot Variant တွေကိုဆင့်ခေါ်ခဲ့ပြီးသူ့စီကိုလိုက်လာလို့မရအောင် Wade နဲ့ Logan တို့ကိုတိုက်ခိုက်ခိုင်းခဲ့ပါတယ်။ဒါပေမဲ့သူတို့တိုက်ခိုက်နေတော့မှပဲ Peter ကရောက်ရှိလာခဲ့ပြီး Depot Variant တွေအကုန်လုံးကိုအာရုံလွှဲပေးနိုင်ခဲ့ပါတယ်။နောက် Wade နဲ့ Logan တို့က Cassandra နောက်ကိုလိုက်သွားခဲ့ပြီး Paradox ကလည်းသူတို့နှစ်ယောက်ကို Time Ripper ရဲ့စွမ်းရည်စီးဆင်းမှုကိုဖျက်တောက်ပြီးစက်ကိုပျက်စီးနိုင်ကြောင်းနဲ့အဲ့လိုလုပ်တဲ့သူကဘလောက်ပဲ regeneration ကောင်းနောက်ဆုံးမှာတည်ဆုံးလိမ့်မယ်ဆိုတာကိုပြောခဲ့ပါတယ်။ဒါပေမဲ့ Wade နဲ့ Logan တို့နှစ်ယောက်ကအဲ့ဒီစွမ်းအားကိုအတူမျှဝေခံစားခဲ့ပြီး Time Ripper ကိုဖျက်ဆီးလိုက်ခါ Cassandra ကိုလည်းတက်ပစ်နိုင်ခဲ့သလိုသူတို့နှစ်ယောက်စလုံးလည်းအသက်ရှင်လွတ်မြောက်လာခဲ့ပါတယ်။ Paradox ကိုတော့ TV ရဲ့ခေါင်းဆောင်ဖြစ်တဲ့ Hannah B50 ကလာရောက်ဖမ်းဆီးသွားခဲ့ပြီး Wade နဲ့ Logan တို့ကိုချီးကျူးစကားပြောကသူတို့ရဲ့လိုရဲ့အကြောင်း R1005 ဟာပျက်စီးခြင်းအနေနဲ့ကနေကာကွယ်နိုင်ခဲ့ပြီဖြစ်ကြောင်းကိုလည်းပြောကြားခဲ့ပါတယ်။အဲ့ဒီနောက် Wade က Hannah B50 ကိုတပိုင်းထဲမှာကြံခဲ့တဲ့သူ့ရဲ့တော်လှန်ရေးတပ်ဖွဲ့ကိုကယ်ပေးဖို့နဲ့ Logan ရဲ့ကဘာကတမိုင်းကြောင်ကိုပြန်လည်ပြောင်းလဲဖို့တောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့သူမကပထမချက်ကိုတော့လည်းပြောခဲ့ပေမဲ့ဒုတိယချက်အားမဖြစ်နိုင်ကြောင်းနဲ့ဘာလို့လဲဆိုတော့ Logan ရဲ့အတိတ်ကတမိုင်းကြောင်ကသာသူ့ကိုဒီအချိန်မှာအခုလိုသူရဲကောင်းတစ်ယောက်ဖြစ်လာစေတာမို့လို့ဆိုတာကိုရှင်းပြခဲ့ပြီး Logan ကို Wade ရဲ့ကဘာမှာပဲဆက်နေဝင်ပြုခဲ့ပါတယ်။နောက်ဆုံးမှာတော့ Wade က Logan ကိုသူ့ရဲ့တငယ်ချင်းတွေနဲ့မိတ်ဆက်ပေးဖို့ခေါ်ခဲ့ပြီး Logan ရဲ့အကူအညီနဲ့အတူ Vanessa နဲ့လည်းပြန်လည်အစီအစဉ်သွားခဲ့ပါတယ်။အားလုံးပဲဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ကျွန်တော်နောက်တစ်ပုတ်မှာ Captain America Brave New World ရဲ့ဗီဒီယိုနဲ့အတူပြန်လာခဲ့ပါမယ်။